ကျသူအရန်နောင်လာရတယ်သူအဲ့လိုလူရမျိုးလုတ်ခဲ့မျိုးသူကိုယ်သူလည်းသူအဖြစ်တင်လို့မဆုံးပေါ့နော်အရင်သူကတကယ်ဆိုရင်ပေါ့နော်ကောင်းထူကိုအတိတ်ဘဝမှာအဲ့လိုဆက်ဆံခဲ့ရဆိုတာကွာဘာကြောင့်လဲဆိုတော့ကောင်းထူကအမြဲတမ်းယူသားတယ်သူကောင်းထူကအမြဲတမ်းသူ့မှာသူ့ရဲ့စံတန်ဖိုးတစ်ခုကွာတန်ဖိုးတစ်ခုဂုဏ်သိက္ခာတစ်ခုဆိုတာသူ့မှာရှိရကွာသူတတ်မှတ်ထားတဲ့ဒီသူ့ရဲ့ယုံကြည်ချက်ပေါ့နော်သူတတ်မှတ်ထားတဲ့စံတန်ဖိုးကိုမထိခိုက်သေးသူကဘာမှမဖြစ်ဘူးသူကဆက်ပြီးတော့စူးစမ်းနေမယ်လူပဲကွာအဲ့တော့တခြားသူတွေလို့ကွာငွေရှိရနဲ့ပတ်စံရှိရနဲ့ဝယ်လို့ရတဲ့လူစားမျိုးမဟုတ်ဘူးကွာသူကကောင်းထူဆိုတဲ့လူသားကွာအဲ့ခါကျတော့အဲ့ဒီဂုံတိတ်ခါကိုရှောင်းဝန်းလန်ကိုယ်တိုင်လေးစားတယ်ရှောင်းဝန်းလန်ကိုယ်တိုင်လည်းတန်မိုးထားတယ်ကွာအဲ့ဒါကြောင့်မလို့လေသူကကောင်းထူအစင်မပြေဘူးဆိုတာသိပေမဲ့လေသူကပေါ်ပေါ်တင်တင်ပတ်စံထုတ်ချီးတာတို့ပေါ်တင်တင်ကုညီတာမျိုးတွေပုံစံမျိုးမလုပ်ပဲနောက်ွယ်ရနေတာကွာဒီကောင်းထူရဲ့ကောက်ထူအဆင်ပြေဖို့အတွက်လာစာတိုးပေးတာတို့ကုမ္ပဏီရဲ့ခံစား권တွေမြင့်တင်ပေးတာဒါမျိုးလေးသူကလုပ်တာကွာသိရမလားဘာဖြစ်လို့ဆိုတော့ကောင်းထူတဲ့ရောငါအမပတ်စံရှိရမင်းအစမပြေဘူးမလားမင်း3လိုက်ဆိုပုံစံမျိုးတဲ့တော့ပေးလိုက်ကျန်တဲ့သူတွေဆိုလက်ခံအောင်လက်ခံနိုင်မယ်ကွာကောင်းထူဆိုတဲ့လူသားဘယ်တော့မှလက်ခံမှာမဟုတ်ကွာသူမှလွယ်ကူတဲ့လမ်းကြောင်းတွေအများကြီးရှိနေပြီမဲ့လေသူကသူ့ကိုတိတ်ခါကိုတန်မိုးထားတဲ့သူတယောက်ဖြစ်တဲ့အခါကျတော့ဘယ်တော့မှအဲ့လွယ်ကူတဲ့လမ်းကိုမလိုက်ဘူးသူရိုးသားကြိုးစားစွာနဲ့ပဲသူရုန်းကန်တဲ့ဘဝကိုကွာအဲ့ခါကျတော့အဲ့လူမျိုးကောင်းထူကိုသူကိုယ်တိုင်လည်းလေးစားတယ်သူကိုယ်တိုင်လည်းတန်မိုးထားတယ်ကွယ်ပြီးတော့ကောင်းထူဆိုတဲ့လူသားကွာဘယ်တော့မှအတူအယောင်တွေလိန်ညာတာတွေဟန်ဆောင်တာတွေနဲ့ရင်းနှီးကျွမ်းဝင်တဲ့သူသားမဟုတ်ဘူးကွာအဲ့ခါကျပြီးတော့တကယ်လည်းမတော်ဘူးကွာလို့နေရတယ်မှာအဲ့ခါကျတော့သူကိုယ်တိုင်ကကောင်းထူအပြည့်အဝယုံကြည်ပေးထားတယ်ကွာကောင်းထူဘာပဲပြောဘာပဲလို့မှန်တာပဲဆိုတဲ့ပုံစံမျိုးနဲ့ तू ကခြေထဲမှာလုံးဝ 100% အပြည့်သူ့ဘက်မှာယုံကြည်မှုအပြည့်ပေးထားတယ်ကွာယုံထားတယ်အဲ့ဒါကြောင့်မလို့လေအတိတ်တုန်းကကောင်းထူပြောသမျှကို तू ကဘယ်အရာမှတန်နေရမဝင်ခဲ့တာကွာအဲ့တော့အခုလည်းကြားတယ်ကြားတော့ तू ကကောင်းထူရဲ့ပါဇက်ကထွက်သမျှစကားတိုင်းကို तू ကမယုံပြီးတော့ပဲနေပေါ့နော်သူ့ရဲ့မျက်နှာကိုလိုက်ကြည့်တယ်ကွာသူ့မျက်နှာကိုလိုက်ကြည့်တယ်သူမျက်နှာမှာဘာတွေဖော်ပြနေလဲသူ့ရဲ့ emotion ကဘယ်လိုရှိနေလဲဆိုတော့ तू ကအရေးတကြီးနေလိုက်ကြည့်နေတဲ့အခါကျကောင်းထူပြောတဲ့စကားတွေကစိတ်ရင်းမှမဟုတ်ဘူးဆိုတော့ तू နားလည်နေကွာနားလည်နေပြီမဲ့လေသူ့ဘက်ကနေပြီးတော့ဘာဆက်လုပ်ပေးရမှာ तू မသိဘူးကွာကောင်းထူဘက်ကဒီလောက်တောင်သူ့ကိုကတီးဖြစ်နေတဲ့အခါကျတော့ तू တကယ်ကိုနောင်နာရလို့မဆုံးကွာသူ့မှာဒါအချိန်တွေကိုနောက်ပြန်လှည့်ခွင့်ရှိမယ်ဆိုသူပြန်သွားချင်တာကွာ2 ချိန်ပဲရှိကောင်းထူဘက်ကနေပြီးတော့ပေါ့နော်သူ့ကိုမေးလာတယ်အိုမီကတယောက်ကဒါရှောင်းဝန်းလန်ရဲ့ကလေးကိုကိုဝင်ဆောင်ထားမယ်ဆိုဘယ်လိုလုပ်ချင်လဲဆိုမေးလာတဲ့အချိန်မျိုးမှာဆိုအချိန်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကောင်းထူရဲ့အဖေနဲ့တွေ့တဲ့အချိန်ကိုဖြစ်သူပြန်သွားခြင်းတယ်ကွာအဲ့ဒီလူမျိုးကောင်းထူကလည်းအဲ့လိုမေးခွန်းမျိုးမေးလာမယ်ဆိုရင်ရှောင်းဝန်းလန်ဘက်ကအခုအချိန်မှာဆို तू ကကွာကျင်းသေးပေါင်းဒီလိုပုံစံမျိုးဖြည့်မိမှာကွာငါကအိုမီဂါတွေကိုမုန်းတာမှန်နေဒါပေမဲ့အဲ့အိုမီဂါမင်းသာဖြစ်နေမယ်ဆိုငါဘက်ကယူမတက်ချက်ပေးမိမှာပေါ့ဆိုပြီးပြန်ဖြေလိုက်ခြင်းတယ်ကွာဒါမှမဟုတ်လေပေါ့နော်ငါကကလေးတွေကိုမချစ်ဘူးဆိုတာဟုတ်ပေမဲ့လေအဲ့ကလေးကမင်းအသက်နဲ့ရင်ပြီးမွေးထားတဲ့ကလေးသာဆိုရင်ငါကျင်းသေးပေါင်းတန်မိုးထားပြီးတော့ तू ဒုက္ခမရအောင်အသက်နဲ့ရှင်ပြီးကာကွယ်ပေးမှာပေါ့ဆိုပြီးပြန်ဖြေပေးခြင်းတယ်ကွာဒါပေမဲ့အခုချိန်မှာ तू ဘာမှဖြေလို့လည်းမရဘူးဘာမှလည်းဆက်လုပ်လို့မရတော့ကွာအရာအားလုံးကအချိန်နှောင်းသွားခဲ့ပြီ